အရန်နားလဲပေးတာပေါ့နော်သူ့ဟိုကောင်လေးတွေနဲ့လည်းတဝင်တိုးရတယ်လीနော်အဲ့လိုမျိုးပေါ့ပါသွားမှလည်းကြောက်တယ်ပေါ့ပြီးရှိတကယ်ပဲသူယောက်ျားလေးနဲ့ချစ်သွားမှလားပေါ့အဲ့လိုမျိုးတွေလည်းစိုးရိမ်ရရှိဒီကတော့အဲ့လိုကိုကတော့အတီပဲဆိုတော့ငါနည်းနည်းတော့စိုးရိမ်မှုတော့ရှိတယ်ဟိုမလင်းတို့မသူ့လိုမတွက်ဖ ೇನೆ ကိုကလေးသွားမှလည်းကြောက်တယ်ပေါ့တော်မွိုင်းတော့မဟုတ်ဘူးပေါ့နော်မိန်းကလေးလိုနေတယ်နည်းနည်းယောက်ျားလေးဆန်တယ်တာချီလို့တော့ပြောကြတယ်အဲ့လိုမျိုးလေးပေါ့ဟုတ်မလင်းဆိုလို့ရှိရင်ကြတော့အဲ့ချူလေးနဲ့ပေါ့နော်ဒီစုံတော့လေသူယောက်ျားလေး accessory သူ့မှာဘာမှမရှိဘူးဘာဖြစ်ချူလေးကကြောက်လဲယောက်ျားလေးလိုမျိုး accessory အများကြီးပါတော့လေလေလားတာမီးနှစ်ယောက်ကလည်းအတိုင်းမောက်ညီညီပဲရောမင်းလင်းဒါဝစ်နဲ့လေအဲ့လိုမျိုးပေါ့ဟုတ်တယ်ဟိုအိမ်ဝင်လာပြီးတော့အဲ့လိုမျိုးပေါ့နော်ဂန်စတာကြီးတွေပေါ့တကယ်ကိုကြားရာကြီးတွေလာပြီးတော့အဲ့လိုပြဿနာရှာတာ၊ကွိုင်လာရှာတာပေါ့ကိုကြီးလည်းတကယ်ကြောက်ရတာမျိုးရှိရပေါ့နော်အဲ့စင်းနေဆိုပိုကြီးရပါတယ်ဟုတ်တို့ရဲ့ဒီမန်းချက်ကဂျပန်ကိုသွားဖို့နော်ဂျပန်ရောက်မှတေးကြတယ်နော်ဂျပန်မသွားခင်နက်ပြည်မသွားချင်ဘူးစစ်သိန်း6000နဲ့2000ပညာလေးပဲကဲမိတာပါပတ်စံနဲ့အဲ့လိုကုန်သွားတယ်ဆိုဟုတ်ရလားဗျာငါရဲ့ပတ်စံတွေကိုမင်းပြန်ပေးမပေးလို့တော့မင်းဆိုင်ကတေးဝါပေါက်ပြီးပြန်မယ်မင်းမှတ်ထားဇလန်းဆိုင်အိမ်ရတော့ဟိုဘယ်လိုပြောရမလဲဟိုဒီဟာတာပေါ့နော်ကောမဒီလေးဆိုတော့ဒီရဖို့အတွက်ကိုအဓိကထားတယ်ပေါ့ဒါပေမဲ့ချူလေးကဒီကားထဲမှာပါဝင်ရတဲ့ကဏ္ဍကကြတော့ဟာတာပလော့တွေတိတ်မရှိဘူးပေါ့နော်ဟာတာပလော့တွေတိတ်မရှိတဲ့ခါကျတော့စိုးရိမ်တာတကူကအရန်တွက်နေတဲ့ကားကိုယ့်အခန်းထဲရောက်မှလေးသွားမှလည်းကြောက်တယ်ပေါ့နော်ဟိုချူလေးဟာတာလို့ရတဲ့ကားတွေကတက်ရှိရဲ့ဒီကားကတော့အဲ့လိုကိုကတော့အတီပဲဆိုတော့ငါနည်းနည်းတော့စိုးရိမ်မှုတော့ရှိတယ်ဟိုမလင်းတို့မသူ့လိုမတွက်ဖ ೇನೆ ကိုကလေးသွားမှလည်းကြောက်တယ်ပေါ့တော်မွိုင်းတော့မဟုတ်ဘူးပေါ့နော်မိန်းကလေးလိုနေတယ်နည်းနည်းယောက်ျားလေးဆန်တယ်တာချီလို့တော့ပြောကြတယ်အဲ့လိုမျိုးလေးပေါ့ဟုတ်မလင်းဆိုလို့ရှိရင်ကြတော့အဲ့ချူလေးနဲ့ပေါ့နော်ဒီစုံတော့လေသူယောက်ျားလေး accessory သူ့မှာဘာမှမရှိဘူးဘာဖြစ်ချူလေးကကြောက်လဲယောက်ျားလေးလိုမျိုး accessory အများကြီးပါတော့လေလေလားတာမီးနှစ်ယောက်ကလည်းအတိုင်းမောက်ညီညီပဲရောမင်းလင်းဒါဝစ်နဲ့လေအဲ့လိုမျိုးပေါ့ဟုတ်တယ်ဟိုအိမ်ဝင်လာပြီးတော့အဲ့လိုမျိုးပေါ့နော်ဂန်စတာကြီးတွေပေါ့တကယ်ကိုကြားရာကြီးတွေလာပြီးတော့အဲ့လိုပြဿနာရှာတာ၊ကွိုင်လာရှာတာပေါ့ကိုကြီးလည်းတကယ်ကြောက်ရတာမျိုးရှိရပေါ့နော်အဲ့စင်းနေဆိုပိုကြီးရပါတယ်ဟုတ်မေအခုရင်ဆိုင်ရမှာတမျိုးလုံးကကြောက်ရတယ်လူမိုက်ဒီလိုပုံစံနဲ့လက်တော့ပြန်နေမဲဒုက္ခရောက်မများတဲ့မှာငါစာတက်ထားတာငါ့ကိုစေနာရှိလို့မှမဟုတ်လားအရန်နားလဲပေးတာပေါ့နော်သူ့ဟိုကောင်လေးတွေနဲ့လည်းတဝင်တိုးရတယ်လीနော်အဲ့လိုမျိုးပေါ့ပါသွားမှလည်းကြောက်တယ်ပေါ့ပြီးရှိတကယ်ပဲသူယောက်ျားလေးနဲ့ချစ်သွားမှလားပေါ့အဲ့လိုမျိုးတွေလည်းစိုးရိမ်ရရှိတာပေါ့ဒီဇလန်ရဲ့အဓိကမိန်းကတော့မေလေးကြောင့်ဖြစ်လာတယ်ပဲပြောရမှာပေါ့နော်ဒီကျင်ညာထားတဲ့အတိုင်းပဲဒီမေလေးရဲ့ကလေးစားချီတဲ့အပေါ်မှာသူမိဘတွေကြောင့်ကလေးစားချီတဲ့အပေါ်မှာကိုကလည်းသူ့ကိုချစ်ရတဲ့ကောင်မလေးတယောက်အတွက်ပေါ့နော်မမားတဲ့နာမမားရအောင်လို့ဘေးနားကနေလမ်းကြောင်းပေးတဲ့ကောင်းမလေးပါကျုပ်သားကိုထိလေဆွဲခုတဲ့အကျင့်ရှိတာကျုပ်ဖက်လို့ရှိရင်ခဏရေကုန်သွားလို့မလားလူလိန်အမျိုးကြောက်တယ်တခြားဟာတွေလည်းတက်တယ်မယုံသုံးကြည့်ပါလားဂျပန်မိတ်နော်ဒီကားမှာကျတော့ပါဝင်နေသူတွေလည်းတအားများတယ်အကုန်လုံးကသူ့ခန်းကဏ္ဍနဲ့သူဆိုတော့လေမလင်းတို့မသူတွေလည်းပါတယ်ဆိုတော့လေအကုန်လုံးကတော့မြက်မြက်တတနဲ့ကို character နဲ့ကိုပေါ့နော်အကောင်းဆုံးတာဝန်ကြီးအောင်ပြောဆောင်ထားပါရှင်ဟုတ်